Linရဲ့ Valentine Day တနေ့တာဖြတ်တန်းခဲ့မှုလေးကို sharing လုပ်ပြီးသားမှာဖြစ်ပါတယ်။Linကတော့ Valentine Day မှာတော့ဒီ cake လေးတစ်ခုရဲ့ပြီးတော့ symphony ရဲ့ကိုမမရရလေးသွားခဲ့ပါတယ်။ cake ကတော့ Linကတော့ထုံးစံလေးအတိုင်းပဲဒါတမနက်လုံးကတော့နည်းနည်းလေးအလှရပြင်ပြီးတော့ပြင်ကြည့်ပြီးတော့မသွားဖြစ်ဘူးပေါ့နော်နေ့လေကြော်လောက်တော့မှ Heaven Cake ကိုသွားခဲ့ပါတယ် Heaven Cake မှာကသူကတော့ bakery ဆိုင်လေးဖြစ်တဲ့အတွက်နေတော့ဆိုင်ကတော့မကျင်းမကျေပုံစံလေးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဆိုင်မှာတော့ outdoor area များတယ်ပြီးတော့ Lin ကအဲ့မှာမိုခါရဲ့ donut ရဲ့ fluffy donut လေးရမှာခဲ့ပါတယ်fluffy donut ကတော့စားလို့ကောင်းတယ်သူက chocolate crumble လေးနဲ့donut ရဲ့ဒီအသားလေးကလည်းအီလေးဆိုတော့စားလို့ကောင်းတယ်ပြီးတော့ donut ကလည်းLinတို့ပုံမှန်စားနေကြ donut တီလို့ပဲစားလို့ကောင်းပါတယ်မိုခါကတော့သူကအရသာလည်းကောင်းတယ်ပြီးတော့ဈေးနှုန်းကနည်းနည်း9000ဝယ်ပေးရတယ်ဆိုတော့ဒီခေတ်ဈေးနဲ့ဆိုရင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့ရှိခဲ့တော့လေးနည်းနည်းလေးကြီးနေရလေးတခုတော့ရှိပါတယ်လေအဲ့ဆိုင်လေးမှာတော့Linရဲ့ဆရာမLinရဲ့ teacher Arabic ရဲ့ in my wall container တွေက master class တွေကိုLin တနာရီခွဲလောက်လေ့လာခဲ့ပြီးရဲ့အချိန်မှာတော့Linအစားကတော့Benny Flow ပွဲရှိရဲ့ symphony ကိုသွားမှလားမသွားဘူးလားနည်းနည်းတော့တွေ့ဝင်နေခဲ့သေးရဲ့လမ်းလျှောက်နေရင်းနဲ့နောက်တော့ငါကဒီ Valentine Day ကိုတော့မရရလေးတခုလုပ်ခဲ့ခြင်းနဲ့လို့ပြန်တွေးတိုင်းမှာတကယ်ကိုနှောင့်နှားမရတဲ့ Valentine Day လေးတခုပျော်ရပြန်တွေးတိုင်းမှာဒီလိုမျိုးပျော်ရတဲ့ Valentine Day တခုဖန်တီးခြင်းနဲ့ပေါ့နော်အဲ့ဒီအတွက်နဲ့Linကsymphony ကိုသွားခဲ့ပါတယ်symphony ကိုအစားကြတော့Linလက်မှတ်မဝယ်ထားတဲ့အတွက်နဲ့Lin 9နာရီလောက်မှသွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာLinအရင်ဆုံးတော့ဒီ battery အားလည်း30ကျော်ပဲကျန်တော့ရဲဆိုတဲ့အတွက်နဲ့Linဆိုင်လေးတစ်ဆိုင်မှာတော့ဒီဟိုပေါ့နော် kiwi juice လေးတောင်းရင်းနဲ့ဖြည့်ခဲ့ရဲအားလည်းဖြည့်ပြီးတော့Lin 6နာရီလောက်မှာတော့ရအောင်သွားခဲ့ပြီးတော့ Penny Pure ရဲ့ engage post လေးမြင်လိုက်တာလည်းပါတယ်ပေါ့နော်သူရဲ့ပွဲလေးနည်းနည်းစောလေးလာဆိုတော့Linမှလည်းစောလေးလာဖို့လောနေတဲ့အတွက်နဲ့Lin taxi နဲ့သွားခဲ့တယ်6နာရီခွဲလောက်မှရောက်တယ်ရောက်ချင်းမှာLinပေါ့နော် ticket လက်မှတ်ကြီးလက်မှတ်ဝယ်ကြီးလက်မှတ်က4000ခွဲပေးရတယ်ပေါ့နော်ဝယ်ပြီးတော့ဝင်သွားတဲ့အချိန်မှာပထမဆုံးတွေ့ရတော့အာရှပေါ့နော်အာရှရဲ့ဟိုမှာLinတို့ဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့Linအယုတ်ကောက်တာလေးလုပ်တယ်ပေါ့နော်ရုပ်ကတော့မရခဲ့ပါဘူးဒါပေမဲ့ရဖို့လွယ်ပေမဲ့Linကရုပ်ကောက်တဲ့ skill လည်းနည်းနည်းမရှိတော့မရခဲ့ဘူးဖြစ်နေရပေါ့နော်နောက်တစ်ခါတော့ရုပ်တီတော့ရအောင်စူးစမ်းပြီးတော့ကောက်ပါမယ်ပြီးတော့Linလာတဲ့အချိန်မှာတော့ချမ်းမြေမောင်ချူကတချင်းဆိုနေရဘာတချင်းလဲဆိုတော့ဒီရင်မချမ်းမြေအဲ့ဒီချင်းလေးဆိုနေရပေါ့နော်ပြီးတော့Linတို့ရဲ့အစ်စ်တော် Penny Pure ရောက်လာပါတယ်Penny Pure ကတော့6နာရီ50လောက်ကနေပြီးတော့8နာရီနီးထိတော့တချင်းတွေထောက်ချောင်းဆိုခဲ့ပေါ့နော်10ပုတ်ကျော်လောက်တော့ရှိမယ်တော်တော်အများကြီးပဲLinတို့ငငယ်တုန်းကတချင်းတွေဖြစ်တဲ့ချစ်တယ်ဟုံးတို့ချစ်သူအနာတချင်းတွေအပြင်ကိုနောက်ထပ်သူကတော့ထုံးစံတိုင်းပဲအသေးကွဲချင်းနေဆိုသလိုချစ်သူကြီးစားရတဲ့ပြောရမယ်တချင်းနေလေ balance ညီဆိုသားရပေါ့အများကြီးပဲပေါ့နော်အဲ့တော့ဘာချင်းနေဆိုသားလဲLin vlog လေးမှာနားထောင်ကြည့်လိုက်ပါတော့เนาะLinတစ်ခုကျင်တော့မပြောပြတော့ပါဘူးLinဆိုလို့ရှိရင်သူ့ရဲ့ဒီအသေးကွဲချင်းဆိုလဲငိုမိရဲ့သူ့ရဲ့ဟို falling in love တဲ့တချင်းနေဆိုလို့ရှိရင်လည်းပျော်ပြီးထားကမိရရှိပါတယ်သူ့ရဲ့တချင်းတစ်ဖြစ်တဲ့ will you be mine တချင်းလေးလဲဆိုသွားတဲ့အချိန်မှာလည်းတော်တော်လေးနားထောင်လို့ကောင်းပါတယ်surprise တိုက်ချသွားတာကတော့တကူတော့ Valentine တချင်းပါပဲဆိုနေရင်းနဲ့Linကပြန်တော့မယ်လို့လုပ်နေတဲ့အချိန်မှာအတန်ချားရဲဆိုပြီးလဲကြည့်လိုက်ချိန်မှာဆဆိုင်ဖြစ်နေပါတယ်တကယ်အော်ကောင်းပါတယ်ပွဲထဲမှာလည်းဒါဆဆိုင်လာမယ်လို့လဲတခါမှမရေးတာပဲနဲ့ဆဆိုင်လာခဲ့ရလုံးဝLinတို့အတွက်အားသင်စရာကောင်းတဲ့Valentine Day ရှိုးပွဲလေးတစ်ခုကိုရှောက်ခဲ့ရလို့ခံစားရပါတယ်Penny Pure collection လေးကြည့်ကြရင်တော့Linရဲ့ TikTok ရဲ့ Linရဲ့ Facebook ရဲ့မှာPenny Pure collection ပိုင်းလေးကိုတင်ထားပါတယ်အဲ့မှာကြည့်ပါ YouTube မှာတော့ copyright လေးထိသွားရတဲ့နဲ့အဲ့ပိုင်းလေးကိုတော့နည်းနည်းလေးဖယ်ထားလိုက်ပါရနော်ဒီဘက်လောက်မှာအိမ်ပြန်လာခဲ့တယ်Linထွက်
ဒီ Valentine Day ကလုံးဝတနေ့တာလုံးမှာအရန်ပျော်ခဲ့ရတဲ့ပြန်တွေးတိုင်းမှာအရန်ကိုပျော်ခဲ့ရတဲ့ Valentine Day လေးတစ်ခုဖြစ်နေမယ်လို့ထင်ပါတယ်အဲ့တော့လင်းရဲ့ဒီနေ့Valentine Day ကိုဖြတ်သန်းခဲ့တဲ့cake လေးအကြောင်းရဲ့symphony ကိုတားခဲ့တဲ့အကြောင်းလေးကို sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့လင်းရဲ့ဒီ vlog လေးကိုဆုံးထိနားထောင်ပြီးတော့လင်းနဲ့တူတူလိုက်ပြောပေးလို့ကျေးဇူးများတင်ပါတယ်နောက်တဲ့ season 3 video 3 podcast လေးမှာပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်နော် thank you and love you all